1989 ခုနှစ်နိုဝင်ဘာလ9ရက်နေ့ဒီညဟာဥရောပတိုက်ရဲ့နှလုံးသားဖြစ်တဲ့ဂျာမနီနိုင်ငံတည်းမကပါဘူး။တကမ္ဘာလုံးကိုတုန်လှုပ်သွားစေခဲ့တဲ့ညတစ်ညဖြစ်ပါတယ်။နှစ်ပေါင်း28နှစ်ကြာအောင်တနေရာထဲမှာလူတွေမိသားစုတွေကိုမနေရအောင်ခွဲခြားထားပြီးရန်သူနေမြေတွေကိုစီးချထားခဲ့တဲ့တန်ကွန်ကရစ်တိုင်းကြီးဟာလူထုရဲ့အော်ဒန်ဒီအောက်မှာပဲပြိုလဲသွားခဲ့ပါတယ်။ဒီဇလန်ကဘဲကစတယ်လဲဆိုရင်1945ခုနှစ်ဒုတိယကမ္ဘာစစ်ကြီးပြီးကနေစရမှာပါ။ဆေရှုံသွားခဲ့တဲ့ဂျာမနီနိုင်ငံကိုအောင်နံသူမဟာမိတ်နိုင်ငံတွေကပိုင်းခြားလိုက်ပါတယ်။အနောက်ဘက်ခြမ်းကိုအမေရိကန်ပြည်တိုင်နဲ့ပြင်သစ်တို့ကထိန်းချုပ်ပြီးတော့ဒီမိုကရေစီစနစ်ကိုစတင်ကျင့်သုံးပါတယ်။အရှေ့ဘက်ခြမ်းကိုတော့ဆိုဗီယက်ယူနီယံကထိန်းချုပ်ပြီးတော့ကွန်မြူနစ်စနစ်ကိုစတင်ကျင့်သုံးခဲ့ပါတယ်။ဂျာမနီရဲ့မြို့တော်ဘာလင်ဟာအရှေ့ဂျာမနီရဲ့အလဲဗဟိုမှာရှိနေပေမဲ့သူကိုလည်းအရှေ့နဲ့အနောက်နှစ်ချမ်းထပ်ခွဲထားပါတယ်။အနောက်ဘာလင်ဟာကွန်မြူနစ်ပင်လယ်ကြီးတွေကဒီမိုကရေစီကျွန်းလေးတစ်ခုဖြစ်လာခဲ့ပါတယ်။1950ပြည့်လွန်နှစ်ဒီမှာတော့အရှေ့ဂျာမနီကလူပေါင်း2တန်းကျော်ဟာလွန်လပ်မှုရှိတဲ့အနောက်ဘက်ခြမ်းကိုထွက်ပြေးခဲ့ကြပါတယ်။ဒါကိုတားဆီးဖို့1962ခုနှစ်ဩဂုတ်လ23ရက်နေ့မနက်ခင်းမှာတော့အရှိဂျာမနီဆိုရကဘာလင်မြို့လေကောင်မှာတန်စီဂျိုတွေအုတ်တိုင်းတွေကိုရုတ်တရက်ခတ်လိုက်ပါတော့တယ်။ဒီတိုင်းဟာတညာတဲ့နဲ့ပေါ်လာခဲ့တာဖြစ်ပြီးမိသားစုတွေတငယ်ချင်းတွေကိုချက်ချင်းခွဲပစ်လိုက်သလိုဖြစ်သွားခဲ့ပါတယ်။လူတွေကဘာလင်တိုင်းဆိုတာဟာရိုးရိုးအုတ်တိုင်းကြီးတစ်ခုလိုပဲထင်ကြပါတယ်။တကယ်တော့အဲ့ဒါထက်ပိုပြီးတော့ကြောက်စရာကောင်းပါတယ်။တိုင်းနဲ့တက်ရှိပြီးဂျားထဲမှာ district လို့ခေါ်တဲ့တင်မင်းတမန်မြေကွက်လက်ကြီးလေးရှိပါတယ်။အဲဒီဂျားထဲမှာခြေရာခံမှုတွေတဲတွေကိုခင်းထားတယ်။မြေမြုံမိုင်းတွေလည်းရှိပါတယ်။အဆောင်ခွေးတွေလည်းရှိတယ်။ပြီးတော့မြင်သမျှလူတွေကိုပြစ်တက်ဖို့မိမိထားတဲ့ကမ်းမြော်စင်ပေါင်း300ကျော်ရှိပါတယ်။ဒါပေမဲ့လွတ်လပ်မှုကိုတောင်းထားတဲ့စိတ်ကတော့တင်မင်းထက်ကိုပိုပြီးတော့တန်ပါပါတယ်။လူတွေဟာနီးမျိုးစုံနဲ့ထွက်ပြေးခဲ့ကြပါတယ်။တချို့ကကိုပိုင်လေတီတွေမိုးပြန်ပူပေါင်းတွေနဲ့ထွက်ပြေးကြပါတယ်။တချို့ကတော့မြေအောင်လှန်ကောင်းတွေတူတယ်။နာမည်ကျော်1057ဆိုရင်လူပေါင်း58ယောက်ကိုလွတ်မြောက်အောင်ကူညီပေးနိုင်ခဲ့ပါတယ်။ဒါပေမဲ့ကံမကောင်းစွာနဲ့ပဲတိုင်းကိုကြော်ဖြတ်ဖို့ကြိုးစားရင်းနဲ့လူပေါင်း140နီးပါးအသက်ခံခဲ့ရပါတယ်။1980နောက်ပိုင်းမှာဆိုဗီယက်ယူနီယံရဲ့ခေါင်းဆောင်တဲ့မီဂိကော်ဗာချက်ဟာပုံမပွင့်လင်းတဲ့မူဝါဒတွေကိုစတင်ကျင့်သုံးလာပါတယ်။ဒါကိုဂလက်စနော့လို့ခေါ်ပါတယ်။ဥရောပအရှေ့ပိုင်းနိုင်ငံတွေမှာကွန်မြူနစ်စနစ်ကိုဆန့်ကျင်တဲ့ဆမ်နာပြမှုတွေဟာလည်းတဖြည်းဖြည်းကျေပြန့်လာခဲ့ပါတယ်။ရှီဂျာမနီကလိုက်စစ်မြို့မှာအဖက်စင်တင်းလာနေတိုင်းလူတန်းချီပြီးတော့ငါတို့ဟာပြည်သူတွေဖြစ်တယ်ဆိုတဲ့ကြွေးကြော်သံတွေနဲ့အတူငြိမ်းချမ်းစွာဆန္ဒပြခဲ့ကြပါတယ်။1989ခုနှစ်နိုဝင်ဘာလ9ရက်နေ့ညနေခင်းမှာတော့အရှေ့ဂျာမနီဆိုရရဲ့ပြောရေးဆိုခွင့်ရှိသူဂွန်နာရှာမော့စကီကသတင်းစာရှင်းလင်းပွဲတစ်ခုပြုလုပ်ခဲ့ပါတယ်။သူစီမှာစာရွက်စာတမ်းတွေရှိတယ်။အဲ့ဒါကတော့အရှေ့ဂျာမနီကနေအပြင်ကိုထပ်ခွင့်ပေးဖို့ဖြေလျှော့တဲ့အမိန့်စာပါပဲ။သတင်းတော်သူကဒီဥပဒေကဘယ်တော့စမှလဲလို့မေးလိုက်တဲ့အခါရှာဝွန်စကီကစာရွက်ကိုကြည့်ပြီးတော့စိတ်မချတချနဲ့ကျွန်တော်အထင်ခုချက်ချင်းစတာပါလို့လည်းပြန်ဖြေလိုက်ပါတယ်။တကယ်တော့အစိုးရကတော့နောက်နေ့မနက်မှပဲစတင်မှုစီစဉ်ထားတာပါ။ဒါပေမဲ့အဲဒီစကလုံးတစ်လုံးတွေကပဲသမိုင်းကိုပြောင်းလဲပစ်လိုက်ပါတယ်။ရုံမြေတန်ကြားကလည်းအဲဒီသတင်းကိုကြားလိုက်ရတဲ့ဘာလင်သားထောင်ပေါင်းများစွာဟာတိုင်းကေပေါတွေစီကိုပြေးလာကြပါတယ်။အဆောက်စစ်သားတွေမှဘာအမိန့်မှရမထားပါဘူး။ဒါပေမဲ့အရန်များပြတဲ့လူအုပ်ကြီးကိုတော့သူတို့မတားနိုင်တော့ပါဘူး။နောက်ဆုံးမှာတော့ဂေတကားတွေကပွင့်သွားခဲ့ပါတယ်။အရှင်နဲ့နောက်ဘာလင်သားတွေဟာတယောက်နဲ့တယောက်နှုတ်ဆက်ကြတယ်ငိုးကြတယ်။လူတွေဟာတိုင်းပေါ်ကိုတက်ပြီးတော့ကခုန်ကြတယ်။တိုင်းခွဲသူတွေဟာလက်ထဲမှာရှိတဲ့တူတွေပစိန်တွေနဲ့တိုင်းကြီးကိုတစားစီထုခွဲခဲ့ကြပါတယ်။ဘာလင်တိုင်းကြီးပြိုလဲပြီးတော့တနေ့အကြာ1990ခုနှစ်မှာတော့ဂျာမနီနိုင်ငံဟာတနိုင်ငံနဲ့အဖြစ်ပြန်လည်ပြောင်းစီနိုင်ခဲ့ပါတယ်။ဒီဖြစ်ရဟာစီအေးတိုက်ပွဲပြီးဆုံးခြင်းရဲ့မှတ်သားလေးဖြစ်ပါတယ်။ဒီကနေ့ဘာလင်မြို့မှာတိုင်းရဲ့အကျွေးချံနှဲငယ်ပဲကျန်ပါတော့တယ်။ဒါပေမဲ့ဘာလင်တိုင်းရဲ့တမိုင်းကတော့ကျွန်တော်တို့ကိုတခုခုတတိပေးနေပါတယ်။အဲ့ဒါကတော့ဘလောက်ပဲမြင့်မားတဲ့တိုင်းတွေဘလောက်ပဲပြင်းထန်တဲ့ဖိနှိပ်မှုတွေရှိနေပါစေလွန်လပ်မှုကိုတောင်းတတဲ့လူထုရဲ့ဆန္ဒကိုတော့ဘတော်မှပိတ်ပင်လို့မရနိုင်ဘူးဆိုတာပါပဲအခုကြည့်နေတဲ့သူကဘာလင်တိုင်းကျောင်းနဲ့ပတ်သက်ပြီးတော့ထူးခြားတဲ့အချက်တွေကိုသိထားရဲဆိုရင်လည်း comment မှာဝင်ရောက်ဆွေးနွေးပေးခဲ့ပါအောင်နော်အခုလုံးတမိုင်းဝင်ဖြစ်ရတွေကိုစိတ်ဝင်စားတယ်ဆိုရင်ကျွန်တော်တို့ရဲ့ channel ကို subscribe လုပ်ထားပေးဖို့မမေ့ပါနဲ့အောင်နော်ကြည့်ရှုပေးသူတို့တယောက်ချင်းစီကိုလည်းကျေးဇူးတင်ပါတယ်